안녕하세요, 여러분. Sean Korean Language Online Class ကနေပြီးတော့ကြိုဆိုလိုက်ပြန်တယ်။ကျတို့ဒီနေ့အတွက်ဘာကိုလေ့လာကြမလဲဆိုရင်ကျတို့ reading ကိုလေ့လာကြည့်အောင်။အဲ့တော့ကျတို့ reading လေ့လာတာကအကြောင်းသားရဲ့အတွက်ပေါ့နော်အကျိုးကျေးဇူးအများကြီးရှိပါတယ်။ reading ပေါ့နော်ကိုရီးယားစာကိုလေ့လာကြတယ်။ကိုရီးယားမှာအတန်ထွက်တချို့ကကြအတန်ထွက်အဆင်မပြေတာတွေတချို့ကကြတော့ကျတော့ဝါဟာရတွေမသိတာတွေတချို့က listening မကောင်းတာတွေတချို့က speaking မကောင်းတာတွေအများကြီးပဲကျတို့ဒီပေါ့နော်ကျောင်းသားရည်နဲ့ပတ်သက်ပြီးတော့ကိုရီးယားစာနဲ့ပတ်သက်ပြီးတော့ကျတို့နည်းနည်းလေးပေါ့အခက်အခဲတွေရှိရလေးရှိတယ်အဲ့တော့ကျတော့ reading ဖတ်ခြင်းကအဲ့အခက်အခဲလေးတွေကိုတော်တော်များများဖြေရှင်းနိုင်တယ်ဘာလို့လဲဆိုတော့ကျတော့ reading ဖတ်တဲ့အခါမှာအတန်ထွက်ဖတ်တဲ့သူကအတန်မထွက်ဘဲတိုင်းတိုင်းဖတ်တဲ့သူတွေစာရင်ပို့ပြီးတော့မှပေါ့နော်ကျတော့ listening လေ့ကျင့်ပြီးသားလည်းဖြစ်တယ်ကိုယ်အတန်ကိုပြန်ကြားရတယ်ကိုယ်အတန်ကိုပြန်ကြားရတဲ့အတွက်ကြောင့်ကိုယ်အတန်ထွက်မှားထွက်တဲ့အခါကျရင်တန်းသိရပေါ့နော်အဲ့တော့ကျတော့စကားလုံးတွေမှားတာတွေအတန်ထွက်မှားလားမှန်လားလေကိုယ်တိုင်ဆုံးဖြတ်လို့ရလို့ listening skill လည်းလေ့ကျင့်ပြီးသားလည်းဖြစ်တယ်ပြီးတော့ကျတော့ကိုရီးယားစာကြောင်းတွေကိုဖတ်ပါများလာတဲ့အတွက်ကြောင့်မလို့အဲ့စကားလုံးတွေကပေါ့နော်ကိုယ့်ရဲ့ခေါင်းထဲမှာဆွဲလာတဲ့အတွက်ကြောင့်ကိုယ်ခေါင်းထဲမှာကျတို့ကများသောအားဖြင့်ပေါ့ကျောင်းသားတွေကစကားပြောဆိုရင်စကားပြောလေ့ကျင့်နေစကားပြောသင်တန်းတွေတက်တယ်မတိုးတက်ဘူးဘာလို့လဲဆိုရင်ကိုကပြောပဲပြောချင်တယ်ဒါပေမဲ့အဲ့စကားပြောဖို့အတွက်ကိုရီးယားစကားပြောဖို့အတွက်ကျတို့မှာလုံလောက်တဲ့ဝေါဟာရတွေ grammar တွေဘာမှမရှိသေးဘူးပေါ့နော်အဲ့တော့ကိုက grammar တွေကိုလည်းတီးတတ်မလေ့လာခြင်းဘူးဝေါဟာရတွေလည်းတီးတတ်မလေ့လာခြင်းဘူးဆိုရင်ကိုရီးယားစာတုံးလေးတွေဖတ်ကြည့်ပါအဲ့တော့ဒီလိုမျိုး textbook တွေကစာတွေလည်းဖတ်လို့ရတယ်စာကြောင်းလေးတွေလည်းဖတ်လို့ရတယ်ပုံပြင်စာအုပ်လေးတွေကိုကြိုက်နှစ်သက်တဲ့အရာတွေကိုကျတို့ဖတ်ကြည့်ပါကျတို့ reading ကိုဖတ်ပါများလာလေပေါ့နော်ကျတို့စာကိုရီးယားစာကိုများများဖတ်ပါများလာလေကိုရီးယားစကားပြောတဲ့အခါမှာဖြစ်ဖြစ်ကိုရီးယား listening တွေပါကျတို့နားထောင်တဲ့အခါမှာဖြစ်ဖြစ်ကိုတို့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ကဲဒါဆိုရင်ကျတို့ဒီစာပိုက်တွေကိုချိန်နဲ့တူတူဖတ်ကြည့်အောင်။အဲ့တော့ခြေကဒီမှာသတိထားမယ့်ဟာလေးဝေါဟာရအသစ်တွေရောပြီးအတန်ထွက်လေးတွေပြင်ရမယ့်ဟာလေးတွေရောပြောပြပါမယ်။ချိန်နဲ့တူစပြီးဖတ်ကြည့်မယ်နော်။ကဲဒါဆိုရင်ခြေသားလေးကိုနည်းနည်းလေးမြင်ဝင်လေးချဲ့လိုက်ပါမယ်။ဒါလေးပေါ့နော်။ဒီမှာဆိုရင်မာရီခိုအဲမာရီခိုအဲဘလော့ဂ်နော်ဘလော့ဂ်အဲ့တော့ကျတော့မာရီခိုဒီစလုံးလေးပေါ့နော်ဒါလေးကိုကျတို့ကလေအရင်တော့ကကျောင်းသားတွေတင်ရလားမသိဘူးကျတို့ဒီပေါ့နော်ကျလမ်းကြုံလို့ပြောပြပါမယ်ဒီစကလုံးလေးဒီအတန်3တန်ထွက်လို့ရပါတယ်အတန်3တန်ထွက်လို့ရတယ်နံပါတ်1ကတော့ကျတို့ဘာတန်ထွက်လဲဆိုရင်ဦလို့ထွက်တယ်ကျတို့ဝေါဟာရရဲ့အရှိဆုံးပေါ့နော်ဝေါဟာရရဲ့အရှိဆုံးမှာဆိုရင်ဦလို့ထွက်ပါတယ်ဦဥမာဦစာတရားဝင်ဦစာထိုင်ကုန်ဒါကိုပြောချင်တာเนาะပြန်နောက်တစ်ခုကじゃဒုတိယအနေနဲ့ဆိုရင်တော့ကျတော့ဘာတန်ထွက်လဲဆိုရင်ဤလို့ထွက်တယ်ဤအဲ့တော့ဝေါဟာရရဲ့ကျတော့ဤကဝေါဟာရရဲ့ရှေ့မှာဆိုရင်ဤဈေးကじゃကျတော့ဝေါဟာရရဲ့အနောက်ဒါမှမဟုတ်ရင်ဝေါဟာရရဲ့အရှိမဆိုရင်ကျတို့က e လို့ထွက်ပါတယ်ရပါနော်နောက်ကနံပါတ်3အနေနဲ့ဆိုရင်ကျတို့ပိုင်ဆိုင်မှုပြပေါ့နော်ပိုင်ဆိုင်မှုပြအနေနဲ့ကျတို့ကကိုကဥမာဆိုငါရဲ့နင့်ရဲ့သူ့ရဲ့ငါတို့ရဲ့အဲ့လိုပိုင်ဆိုင်မှုကိုပြတဲ့စလုံးအနေနဲ့ကျတို့သုံးမယ်ဆိုရင်တော့အဲလို့ထွက်တယ်အတန်ထွက်လေးอ่ะအဲ့တော့ဒီစကလုံးလေးကိုမြင်တဲ့အခါဒီစလုံးလေးကိုမြင်တဲ့အခါအတန်ထွက်တဲ့အခါကျတို့3တန်ထွက်လို့ရပါတယ်ပထမတစ်ခုက e ဝေါဟာရရဲ့ရှေ့ဆုံးမှာရှိရင် e လို့ထွက်တယ်ဥပမာ e စာ e ကြဝေါဟာရရဲ့အနောက်အလယ်မှာရှိရင် e လို့ထွက်တယ်ဥပမာ회의ဒါမှမဟုတ်ရင်ဖြောနေကြဒါမျိုးပြောလို့ရတယ်ပေါ့နော်ပြီးနောက်တစ်ခုကကြတော့ကျွန်တော်ပိုင်ဆိုင်မှုပြရတယ်လို့ပြောချင်တယ်ဆိုရင်တော့အဲလို့တန်ထွက်မယ်ကဲဒါဆိုရင်ကျွန်တော်ဒီစလုံးလေးထွက်ပုံထွက်နည်းလေးနားလည်ပြီနော်ကဲဒါဆိုကျွန်တော်စာပိုက်လေးဖတ်ကြည့်ရအောင်မာရီခိုအဲမာရီခိုရဲ့ blog ကျွန်တော်ဒီမှာအတန်ထွက်ကြည့်မယ်ရာနဲ့ပေါင်းရင်လာတန်ထွက်တယ် blog အဲ့တော့ကျွန်တော် blog ပေါ့နော်မာရီခိုရဲ့ blog ပေါ့နော်အဲ့တော့ကျွန်တော်ဒါကသူ့ရဲ့ website မှာသူ့ရဲ့ account မှာတင်ထားတဲ့ဟာလေးကိုကျွန်တော်ဖတ်ရမှာပါ။ကဲကျွန်တော်ဒီလိုစပြီးတော့ဖတ်ကြည့်မယ်။ပထမဆုံးတစ်ခုက안녕하세요 안녕하세요မင်္ဂလာပါ저는ကျမကတော့ 일본에서 ဆရာတို့ဒီမှာအသက်တန်ရဲ့နောက်မှာရှိရပေါ့နော်အသက်တန်နောက်မှာရှိရဆိုရင်ဒီလေးက silent ဆိုတော့ကျတော့နာလေးသွားပေါင်းမယ် 일본에서 အဲ့တော့ကျတို့မှတ်ထားမှာကစာဖတ်တာပဲဖြစ်ဖြစ်စကားပြောတာပဲဖြစ်ဖြစ်ကျတို့အသက်တန်တွေကသွားပေါင်းရတယ်အဲ့အသက်တန်ရဲ့နောက်မှာဒါမှမဟုတ်ရင်ရှိလို့ရှိရင်သူတို့ဒီကိုရီးယားဘာသာစကားမှာ silent ဆိုတော့ကျတို့ကအဲ့တွေတွေနောက်မှာအသက်တန်လေးသွားပေါင်းမယ် 일본에서 일본에서 온ဂျပန်ကနေလာခဲ့တဲ့마리코라고 합니다. ဒီမှာလဲခြေလို့ကြည့်မယ်ဒီပပေါ့နော်ဒီပလေးကိုခြေလို့ဖတ်တဲ့အခါကျရင် 합니다 လို့ဖတ်မယ် 합니다 합니다 마리코라고 합니다
안녕하세요. 밍라바. 지마가로 일본에서 온 지방아니 라레 마리코라고 합니다. 마리코로 거바레. 제 취미소라 제로 와드나오 뼈잖아. 제 취미는 요리와 한국 드라마 보는 것입니다. အဲ့တော့ဟင်းချက်ခြင်းနဲ့ 코리아 드라마를 ကြည့်ရတာဖြစ်ပါတယ် အဲ့တော့ခြေအကြံပေးချင်တာကခြေတို့ကတော့ reading တွေဖတ်တဲ့အခါမှာဆိုရင် beginner သမားတွေအတွက်ခြေပြောချင်တာပေါ့နော်အဓိကတော့ beginner သမားတွေဆိုရင်စာကြောင်းတစ်ကြောင်းဖတ်မယ်တခါတည်းနောက်ကနေပြီးတော့မှခြေတို့ဘာသာပြန်သွားလိုက်အဲ့ဒါကိုယ့်အတွက်ကကျင့်သားရလိမ့်မယ်အဲ့လိုမျိုးခြေတို့ကအဲ့အကျင့်လေးလုပ်ထားရဲဆိုရင်ကိုကပေါ့နော်ခေါင်းထဲမှာသူ့ဘာသာသူဘာသာပြန်ပြီးသားဖြစ်နေမယ်နောက်ပိုင်းကျရင်နိအဲ့တော့ဘာသာမပြန်နိုင်သေးခင်မှာဒါလေးကိုကိုရီးယားလိုဖတ်မယ်နောက်ကနေမြန်မာလိုလေးဘာသာပြန်ဒါလေးကအကျိုးရမ်းဖြစ်တယ်เนาะခြေတို့အဲ့လိုမျိုးလုပ်တဲ့အခါကျရင် beginner သမားတွေအတွက်ပြောတာအကယ်၍ကိုက intermediate level ကိုရောက်နေပြီဒါတွေကိုသေချာလေးနားလည်နေဆိုရင်เนาะကိုရီးယားလိုလေးဖတ်သွားပြီးရင်ခေါင်းထဲကနေတခါတည်းခြေတို့ကအကြမ်းမြင့်လောက်ဘာသာလေးပြန်သွားကြည့်เนาะဒါလေးကခြေတို့ reading mind ကိုသေချာလေ့ကျင့်ထားတဲ့သူက Samuel ဖြေတဲ့အခါမှာလေကိုယ့်အတွက်အများကြီးအကျိုးရှိပါတယ်အဲ့တော့သေချာလေးလုပ်တာကဲအဲ့ဒါဆိုခြေတို့နောက်ထပ်တစ်စောင်းကြည့်မယ် sorry가 매주 금요일에 매주ဆိုတာ 제로အပတ်တိုင်းပေါ့နော်အဲ့တော့အပတ်တိုင်း 금요일에ဒီမှာ 제로ဆိုရင် silent ပေါ့နော် 아가 silent ဆိုတော့ 제로 ဒါလေးသွားပေါင်းမယ် 금요일에ဒီမှာ ဆိုလည်း 다 silent ဆိုတော့သွားပေါင်းမယ် 묘로ဖတ်မယ်နော် 금요일에 금요일에အဲ့တော့အပတ်တိုင်း တောက်ကြနေမှာတဲ့ 우리 집에서ဒီမှာ ပါဠိက သွားပေါင်းမယ် 우리 집에서 ကျမတို့အိမ်မှာ 한국 드라마를 코리아 드라마고 좋아하는 친구들과 설마 라의 나오마 가리시 따스인 까지단이 처음에 친구들과 좋아하는 친구들과 바로 코리아 드라마 짜이때 땅에 지니네 모임을 합니다. 디마 합니다. 모임으로 아스로 사인해서 제가 또 밤에 모임을 합니다. 코리아 드라마 짜이때 땅에 지니네 아두두 모임을 하다 소라가 제로 တွေ့ရပေါ့နော်အဲ့လိုမျိုးတွေ့ကြတယ်ဒါကိုပြောချင်တာ moim ဆိုတာအစုအဖွဲ့ကိုပြောတာ哦အဲ့တော့တွေ့ဆုံတယ်ပေါ့နော်အဲ့တော့ 코리아 드라마 ကြိုက်တဲ့သူတွေနဲ့အပတ်တိုင်းတောက်ကြနေမှာတဲ့တွေ့ဖြစ်ပါတယ်တဲ့ 저는 즈마가 친구들 디마생이 제라가 사인은 아가 사인은 라리 빠밤에 친구들에게 땅에 지니고 마시 디마생이 제르마 아가 사인은 빠밤 마시 디마 달리 제르 제표지네 뭐노 디마 제로 어떻다니마 ပေါ့နော်အခြေခံတန်းတော့ကသင်ရလာတော့မသိဘူးပေါ့နော်ဒါပေမဲ့ခြေဒီကနေပြောလိုက်ပါမယ်အဲ့တော့အခြေခံခြေတို့ပေါ့နော် basic class ဒီမှာဆိုသင်ရပါတယ်ခြေတို့ဓာတ်သက်တမ်းထွက်တဲ့စလုံး9လုံးရှိတယ်အဲ့ဒါဘာလဲဆိုရင်ဒီမှာနော်ဒီမှာဓာတ်ရှိမယ်စာလုံးရှိမယ်ကြားရှိမယ်ခြားရှိမယ်ထားရှိမယ်ဟာရှိမယ်ဒီစလုံး9လုံးကခြေတို့ဓာတ်သက်တမ်းစကားလုံးတွေနော်ဓာတ်သက်တမ်းစကားလုံးတွေအဲ့တော့အဲ့ဓာတ်သက်တမ်းစလုံးတွေရဲ့နောက်မှာတဲ့ခြေတို့ကဘာရှိလို့ရှင်လဲဆိုရင်နဒါမှမဟုတ်မရှိလို့ရှိရင်ရှေ့ကဒီဓာတ်သက်ဒီ9လုံးတွေကဘယ်စလုံးပဲလာလာနော်ဒီဓာတ်သက်တမ်းလေးတွေကဘာတန်ပြောင်းမလဲဆိုရင်နာသက်တမ်းလေးပြောင်းမယ်ဒါတော့ခြေကစာလို့မပြောတော့စာလို့ဆိုရင်တော့ခြေတို့နာတန်းတို့အဲ့လိုမျိုးဟာတွေရှိတယ်နော်အဲ့ဒါပေမဲ့အဲ့လိုပြောရင်ရှုံမှာဆိုလို့အဓိကခြေတို့မှတ်မှာကဒီစလုံးလေးပေါ့နော်အသက်တန်နေရာမှာဒါစစကြချထဟဒါတွေဒီခြေတို့ဓာတ်သက်တန်ထဲမှာပါတယ်အဲ့တော့အဲ့ဓာတ်သက်တန်ရဲ့အနောက်မှာနဒါမှမဟုတ်မနဲ့စတဲ့စကားလုံးများရှိခဲ့လို့ရှိရင်ဒီကဓာတ်သက်တန်တွေကိုနာသက်တန်ပြောင်းဖတ်မယ်အဲ့တော့ခြေကပေါ့နော်အယောင်မတူတာလေးနဲ့ပြပေးမယ်အဲ့တော့ပထမတစ်ခုဒီမှာဆိုရင်ခြေတို့မရှိလို့ပြောရယ်ဒီမှာဓာတ်သက်တွေ့လားစာလုံးဆိုတော့ဓာတ်သက်တန်ထဲမှာပါတယ်ဓာတ်သက်တန်ရဲ့အနောက်မှာဒီမှာကနဆိုတော့ဓာတ်သက်တန်ရဲ့နောက်မှာခြေတို့နဒါမှမဟုတ်မဆိုတဲ့စကားလုံးနဲ့စထားတယ်ဆိုရင်အတန်ထွက်တဲ့အခါနအတန်ထွက်မယ်အဲ့တော့마시는 디마 이 나다 소리 딴 병네요. 맛있는 음식을 만들어 줍니다. 줍니다. 맞아요. 줍니다. 디마솔레 라리 또하면 에러 제로디 아딴 리디오 디차리 맞타래서인 고드가 아딴 트레 가자인 아딴 만나리메 세가벼 마솔레 고예 제로 번호 디 pronunciation လို့ပြောရမှာပေါ့နော်အဲ့တော့ကျွန်တော်ကိုရီးယားရဲ့ဒီပေါ့လေယူလေးသိနေတယ်ကိုယ့်အတွက်ကအဆင်ပြေလာလိမ့်မယ်ရမယ်နော်ကဲအဲ့ဒါဆိုကျွန်တော်ကြည့်မယ်ဆိုရင် 저는 즈마가 친구들에게 땡해지니고 맛있는 음식을 아야다시리 사다오기고 만들어 줍니다. 빌로비바레 제가 좋아하는 요리도 하고
တခါလေးဖြတ်လိုက်9ထိပေါ့နော်제가 좋아ဒီမှာကျတွေ့လားဟာကအသက်တန်အာက silent အဲ့တော့ silent ဟာလည်း silent အာလည်း silent ဆိုရင်အာတန်ပဲထွက်တယ်좋아하는 요리도 하고 ကျမကြိုက်တဲ့ဟင်းချက်တာကိုလည်းလုပ်လို့ရတယ်ကို친구들과တငယ်ချင်းတွေနဲ့လည်း 재미인 တွေ့လား 재미인 ဘာလို့လဲဆိုရင်စသည်ဓာတ်တန်နဲ့ပါတယ်ဓာတ်တန်ရဲ့နောက်မှာနာနဲ့စရတာရှိတော့နာတန်ထွက်တယ်အဲ့တော့ 재미있는 시간은 အဲ့တော့ပြောစရာကောင်းတဲ့အချိန်တွေကိုလည်း보내서ဖြတ်တန်းလို့ရတဲ့အတွက်ကြောင့်မလို့참 좋습니다. တကယ်ကိုကောင်းပါတယ်ဆိုပြီးပြောထားတာအဲ့ဆိုကျွန်တော်ဒီစာပိုက်ထဲမှာအတန်ထွက်လေးတွေပြင်နောက်တစ်ခုကတည်းကတိထားမယ်ကျွန်တော်အတန်ထွက်ပြောင်းလဲပုံလေးတွေဒါလေးတွေကိုမှတ်ထားပေးပါနောက်တစ်ပတ်က 요즘 아쿠달러 저는 드라마가러 드라마에서 본 드라마에만 찌부래 한국 음식을 알아 가리아 떠밤에 한국 음식을 코리아 사다기고 만들어 보고 싶어서 알아 코리아 사다기고 필록 체내 အတွက်ကြောင့်မလို့ချက်ချင်တဲ့အတွက်ကြောင့်မလို့တဲ့ဒီမှာခြေတော့အတန်အတွက်ကြည့်မယ်နော် 가네 하네ပေါင်းနေ ဆိုရင် ခါပွေးတန်ထွက်တယ် အဲ့တော့ 백화점 백화점 နော် 백화점 လို့မဖတ်ဘူးနော် 백화점 백화점 문화센터에서 ဒီမှာဆိုလဲ 하가 제로 silent အဲ့တော့ 나리 သွားပေါင်းလဲ 나가 제로가 나단ပဲထွက်မယ် 하디 silent ဆိုတော့သွားပေါင်းတဲ့တန်ပဲထွက်မယ် ဥပမာ 라နဲ့ပေါင်းရင်လဲ 라단 ထွက်မယ် 나နဲ့ပေါင်းရင်လဲ 나단 ထွက်မယ် 마နဲ့ပေါင်းရင်လဲ 마단 ထွက်မယ် ဒါပဲနော် ကဲဟုတ်ပြီ အဲ့ဒါဆိုရင်ဒီမှာဆိုရင် 문화를 ထွက်မယ်နော် 문화 မဟုတ်ဘူး 문화အဲ့တော့ 백화점 문화센터에서 အဲ့တော့ 공다이မှာပေါ့နော် 공다이မှာရှိနေတဲ့ ယဉ်ကျေးမှုစင်တာမှာတဲ့ 한국 요리를 배우고 있습니다. အဲ့တော့ 코리아 흰채니, နော် 코리아 사다오 채니리고 လေ့လာနေပါတယ် 배우다 ဆိုတာက လေ့လာနေပါတယ်တဲ့ 별로. 디마서인 채워지면 라네 바위 라는 거리. 알어 별로 디마 벽에 너 하가 사인은 알어 뚜고 배다 배 빵빵 아이 빵네 따단 변터래 알어 라네 하네 빵는 라단 터래 잘하 별로 잘하지는 못하 디마지면 너 나리야 디아네 이제 뼈라면 싸네 하네 빵네 소인 바단 터래 소인 타신 무단 터래 못하지만 하고 못하지만အဲ့တော့ ဒါလေးကိုဒီဖြတ်မယ် 별로 잘하지는 못하지만 땡비 쫀년지는지로 마호뱀에 제가 만든 한국 음식 사진은 제가 만든 디디편이야 제가 만든 쩌마 로케레 쩌마 체케레 한국 음식 사진은 알아 코리아 사다오의 답봉이고 쩌마 체케레 코리아 사다오의 답봉이고 블로그에 올리고 있습니다. 디마 블로그 올리고 있습니다. 올리다ဆိုတော့တင်တာပေါ့နော်အဲ့တော့ blog မှာအဲ့ဓာတ်ပုံလေးတွေအစားအသောက်ဓာတ်ပုံလေးတွေကို blog မှာတင်ထားပါတယ်တဲ့제 블로그에 자주 놀러 오세요. 라단ထွက်မယ်ကျမရဲ့ blog တွေကိုမကြာခဏလာခဲ့ပြီးပါဒါမျိုးပြောတာပေါ့နော်လာကြည့်ပြီးပါပေါ့နော်ဒါဆိုရင်တော့ကိုယ့်ရဲ့ဝါသနာလေးတွေကိုယ်ဝါသနာပါတာလေးလုပ်မယ်ပြီးရင်ကိုယ်ဝါသနာပါတဲ့ຢာလေးတွေ line ပေါ်မှာကျွန်တော် post တွေတင်တာမျိုး website မှာတင်တာမျိုးကိုယ့်ရဲ့ account မှာတင်တာမျိုးဒါမျိုးတင်ထားတဲ့ဟာလေးပေါ့နော်အဲ့တော့ဒီစာပိုက်ထဲမှာကျဲဘာလို့ဒီစာပိုက်တွေရွေးရလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်ပြောစရာအရာလေးများတယ်ပေါ့နော်ဒီမှာဆို ဝေါ်ဟာရအဲနဲ့ပတ်သက်တာဒီစကလုံးနဲ့ပတ်သက်ပြီးထွက်လို့ရတဲ့အတန်သုံးတန်တွေပြီးရင်ဒီမှာကျတော့လေတို့ဟာတယ်ပေါ့နော်အဓိကတော့ကျွန်တော်အတန်အတွက်လေးကိုကြည့်အဓိကပြောချင်တာအတန်အတွက်ပြောင်းလဲတဲ့ဟာလေးတွေအတန်အတွက်ပြောင်းလဲတဲ့ဟာလေးကကျွန်တော်ကိုရီးယားဘာသာစကားမှာဆိုအရေးကြီးတဲ့အပိုင်းမှာပါတယ်ဘာလို့လဲဆိုတော့ကိုရီးယားစာကိုပုံမှန်ကရေးတဲ့အတိုင်းဖတ်တယ်ကျွန်တော်မြန်မာစကားမှာရေးတော့အမှန်ဖတ်တော့အတန်ဆိုရင်မြန်မာစကားမှာတော့ရှိတယ်မလားကိုရီးယားမှာလည်းအဲ့လိုပဲရေးထားတော့ဒီတိုင်းနဲ့ရေးတယ်ဖတ်တဲ့အခါအတန်အတွက်တွေကပြောင်းတာကိုအဲ့ပြောင်းနေတဲ့တိုင်းမှာဖတ်ဖင်နဲ့သူရေးထားတဲ့အတိုင်းဖတ်တဲ့အခါအတန်အတွက်တွေကပြောင်းကုန်တယ်လေယူနေတိုင်းတွေပြောင်းကုန်တယ်ဒါကြောင့်မလို့ကိုပြောတဲ့စကားကိုသူနားမလဲဘူးသူပြောတဲ့စကားကိုကိုနားမလဲဘူးဆိုတာဒါကြောင့်ပြောတာပေါ့နော်အဲ့တော့ဒီလိုမျိုးအတန်အတွက်အခြေခံလေးတွေပေါ့နော်ပြောင်းတာလေးသိထားရဲဆိုရင်ကိုယ့်အတွက်အကျိုးအများကြီးရှိတယ်ဒီမှာဆိုရင်ဒီစာပိုက်လေးကို channel အတူတူလိုက်ပြီးတော့ဖတ်ကြည့်ပါအကယ်၍အဆင်ပြေရဆိုရင်တော့ရေးကြည့်ကြည့်ပေါ့နော်စာပိုက်ထဲမှာကူးရေးလိုက်ကူးရေးပြီးဆိုရင် share ပြောလို့ဒီမှာမြားလေးထိုးပြီးတော့မှအတန်လေးပြောင်းဖတ်ပြီးတော့ share
ဖတ်တဲ့ပုံစံလေးတိုင်းဖတ်ကြည့်ကြည့်ပါအဲ့တော့ reading ကိုဒီလိုမျိုးလေ့ကျင့်မှာများလာရဆိုရင်နောက်ပိုင်းကျရင်ကိုရီးယားစာကြောင်းတွေကိုတွေ့ရခါအတန်တွေဘယ်လိုပြောင်းရတယ်နောက်တစ်ခုကကျအတန်ထွက်လေးတွေပြောင်းတဲ့ခါကျရင်ကျတို့ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာလေးတွေကိုသိလာမယ်ပြီးနောက်ကကိုရီးယားစာကိုကျတော့စာတွေဖတ်ပါများလာပြီဆိုရင်ကျတို့စကားပြောစွမ်းရည်နဲ့တိုးတက်လာတယ်သူ listening skill နဲ့တိုးတက်လာတယ်ပြီးတော့အဓိကပြောချင်တာကတော့ reading ကိုဖတ်တဲ့ခါကျအတန်ထွက်ဖတ်ပါအတန်ထွက်ဖတ်မှသာကိုယ့်အတန်အတွက်မှားလားမှန်လားဆိုတာသိမယ်ရမယ်နော်ကဲအဲ့ဒါဆိုရင်ဒါလေးကိုဒီနေ့တော့ဒါ reading ရှင်းပြပါဘောနော်နည်းနည်းလေးလေးရှုပ်ရှက်တွေလည်းခတ်ကုန်ပါပြီနော်အနီတွေရောအပြာတွေရောဆိုတော့နော်အဲ့ဒါစာပိုက်လေးကိုကူးရေးပြီးတော့မှခြေထွက်တဲ့ပုံစံလေးတိုင်းထွက်ကြည့်ပါအကယ်၍ဒီလိုထွက်ပြရနေမှာအတန်ထွက်နားမလဲလိုက်တာရှိတာဝဟာတာနားမလဲတာရှိရဆိုရင်ဆက်ဒါမျိုးလို့ရပါတယ်네 그럼 우리 다음 영상에 또 만나요. 안녕히 계세요.